အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ငါကမွေးတော်မတ်တင်ရွှေဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇလန်းစတန်ငါတဲ့ကြားကြီးတို့ငါအကြီးကြီးရလို့ဆိုပြီးသူမိမရောင်းခိုင်းတာငွေမြို့မြက်ရပြီးသူ့ကိုငါပေးလိုက်တဲ့တငယ်ချင်းကိုကျေးဇူးတွေတင်နေတာမကြပါဘူးသူ့ငါပေးတဲ့တငယ်ချင်းမိမဖိုက်တဲ့အင်္ဂါကြီးကဝင်သွားလို့နောက်နေ့ပူပူစကေးဖြစ်တယ်ဆိုပြီးရွာထဲပြန်သွားရောအဲ့ဒါနဲ့ကြားကြီးမိမတမင်မလဲအားကြောက်လို့ကြားကြီးကိုပြောတာဘိုးမကြားကြီးကဒီကားကြစိတ်လိုက်တီးရလို့ဖြစ်မယ်မစွန်ဘူးပြင်မဲ့တွေလို့ရင်တော့တစ်ချက်ပြက်တကောင်ပဲဟိုမှာအဲ့ဒါနဲ့သူမိန်းမလည်းကြားကြီးကိုအားမွေးဖို့ပြောပြီးမကြပါဘူးဟိုတယောက်ကတီးထုတ်လိုက်တာကလေးကချက်ချင်းကြီးသွားရောပြီးတော့သူကငါးဝင်စားတယ်ဆိုပြီးကိုအမျိုးတွေကာကွယ်မှမရှိဘူးငါးတွေရှိတဲ့နေရာပါသူ့အဖေပြပေးလိုက်တော့ပတ်စံတွေထောကြအလိုနဲ့သူကငါးပြလိုက်သူ့အဖေတွေကဖားလိုက်တဲ့အဆင်ပြေလာပြီး15နှစ်ကြာတော့မတ်တင်ရွှေဖြစ်လာပြီးအမမတ်တင်ရွှေကလည်းကားတိုင်းဘဲကြည့်တယ်အဲ့တော့ရာမဖုံတို့လည်းရေးလဲကောင်းနေမတ်တင်ရွှေကိုချစ်တဲ့တော့ I love you လုပ်ပေးလိုက်တာသူတို့ကဇွန်းလိုလာတယ်ဖြစ်ပြီးမချောက်ဖို့အတိုင်းတွေထချွေလိုက်တာကံကောင်းလို့တရားမကြိုတဲ့အမလည်းမတ်တင်ရွှေပင်နိုင်ကွာလက်ချက်တော့သုံးပြီးတီးထုတ်ပေးလိုက်တာငနေတွေရေးထဲကြပြီးမေးတာမေးတယ်ခေါင်းလေးတွေကထောင်လို့အဒါရွာတဲ့လေမတ်တင်ရွှေသတင်းကငွေတော့ရင်းနှီးတဲ့လူတွေလည်းအဲ့လောက်မမောက်ပါဘူးပြောပြီးမယ်မတ်တင်ရွှေကမရဘူးသွေးနဲ့ထင်ရောက်နေတော့ဘသူနဲ့မှအဆင်မပြေဘူးအလုပ်သမားတွေလည်းအထက်စီးကဆက်ဆံဆိုတော့မိဘတွေလည်းသူ့သမီးကိုအလိုမနေဘူးပြောပြီးမယ်မိဘတွေပါသူကမခံဘူးသူငါပြလို့သူတို့အဆင်ပြေတာသူ့ကိုပြောစရာမလိုဘူးဆိုပြီးပမာမခံနဲ့တခါကြားကြီးမိမကလည်းလမ်းကြုံလို့မတ်တင်ရွှေကိုဘူးမသိဘာမသိစုံးမာတာသူလည်းအပြောခံပြန်ရောအလိုနဲ့မတ်တင်ရွှေကိုရမဖုံကဒီလောက်ဖြစ်နေတာထပ်ဆုံးပါမယ်ဆိုပြီးတောင်စိတ်ပါခေါ်တီတာဒီငါ6ဘုတ်တိုင်းကိုဘလို့မှရှင်မရဘူးပြီးတော့သူ့ရဲ့ပွဲသိမ်းတိုက်ကွာလက်ချက်တော့တိုင်းနဲ့ပဲပွဲသိမ်းပြလိုက်တော့ဦးအလိမ္မာသူသားမိုးမွန်လဲမတ်တင်ရွှေကိုကြားလို့ဆိုပြီးကြိုက်သွားတယ်မကြဘူးငနဲကလည်းအကြံရရင်ချက်ချင်းလို့ဆိုတဲ့အတိုင်းမတ်တင်ရွှေကိုတက်လို့တာတရားပေါ်မှာချစ်တဲ့တော့ I love you ဆိုပြီးမတ်တင်ရွှေလည်းတရားတွေနဲ့ကန်ဆက်တယ်ထင်တယ်ချစ်တဲ့တော့ I love you လောက်ခံတိုင်းတရားပေါ်မှာကြည့်ပဲဒီတစ်ခါတော့ငနဲကပတ်စံလည်းရှိတယ်ရုပ်ကလည်းကျမ်းမဲ့ရုပ်ဆိုတော့လက်ခံလိုက်ပြီးသူတို့စီးစိမ်အကုန်လုံးနဲ့လာတောင်းခိုင်းလိုက်တယ်အဲချိန်သူ့အဖေအလိမ္မာသူကလည်းနေသားစင်းနဲ့ပိုင်တကွန်းတို့ကိုအချိန်နောက်ကျလို့ဆိုပြီးစူနေတာမိုးမွန်ကရောက်ချလာပြီးမတ်တင်ရွှေနဲ့ဂေးစောချင်းနဲ့လောက်တာနဲ့သူတို့တွေလည်းအကျင့်စာရိတ္တမကြိုက်ပေမဲ့မတ်တင်ရွှေကငါးလမ်းကြောင်းတီတော့နှစ်ဖက်လုံးအရှုံးမရှိဘူးဆိုပြီးတောင်းပေးဖို့သဘောတူလိုက်တယ်အဒါကိုရမဖုံတို့ကလည်းဘက်ကဘလို့တရင်ကြားတယ်မသိဘူးမတ်တင်ရွှေကိုတင်းချန်နဲ့ငနေမဘယ်တော့မှလင်မရစရာဘူးဆိုပြီးအဲဆေးဆက်ပွဲကိုရေပုံးနဲ့ဆွဲပြီးဒိုးချလာတာမီးနယ်များရှုံ့မလာလို့ဟိုရောက်တော့ဂေးမတရားစော်ခြင်းနဲ့မတ်တင်ရွှေကိုရေနဲ့လောင်းထုတ်ပေးလိုက်တာရေသူမထထောင်မြန်သေးတယ်အကြီးကုန်နေပေါ်လာပြီးညှီစော်တွေပါနန်လို့မိုးမွန်လဲစောစီတီးလိုက်ရတာကံကောင်းလို့ဆိုပြီးပြန်ချတော့ရောမတ်တင်ရွှေလဲရှက်တယ်တို့ကျွဲရိုင်းတို့ဖြစ်ပြီးအိမ်မောကဆင်းသွားတာကြားကြီးကကြားပြီးစိတ်မကောင်းဘူးဟိုမှာသူတီးရလို့ဖြစ်မယ်အလိုနဲ့မတ်တင်ရွှေလဲဦးတရားထွက်ချလာရင်ဖုံဖုံနဲ့တွေ့လို့အဖြူမဲနဲ့ပြန်လျှောက်နေရသေးတယ်အဲ့တော့မှဖုံဖုံလဲအကြောင်းဆုံးတည်သွားပြီးညဘက်ကြီးချင်းကိုက်ဖြုတ်ကိုက်တရားတွေဟောထုတ်ပြလိုက်တာမတ်တင်ရွှေလဲကြွချင်းတရားတွေဖြစ်ရင်ပြီးဆုံးသွားပါပြီပေးချင်တဲ့ message ကတော့မတ်တင်ရွှေလိုဘဲကြည့်ရင်တရားပေါ်နေ့တိုင်းသွားကြဆိုတာပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ